ခရီးတောက်လျှောက်ထွက်ပြီးတော့ပင်ပန်းနေတဲ့စိတ်နဲ့ခန္ဓာကိုခဏလောက်အနာပေးပါမယ်ဒီကကြတော့ပဲ spa လုပ်ဖို့အတွက်အင်ကြီးလဲဖို့ပေါ့နော်လုပ်ပေးထားတဲ့ချစ်စရာတွေကြီးအောင်ဒါကြတော့ scrap လား scrap အနက်လေးသူကဒါလေးက grapefruit ဒါလေးက mango ဒါလေးကဆန်နွယ်ကကျတော့အသားဖြူမယ်အနက်တွေကကျတော့ grapefruit နဲ့လေးကိုကြိုက်တယ်တင်းတင်းလေး grapefruit ကျတော့ဘာဖြစ်လဲရွက်စီကိုရေလက်ဖြစ်နေရေလက်ဖြစ်နေရတာအဲ့ဆိုအပေအသားဖြူကိုတော့မလိုပါဘူးအနက်လေးလေးကြိုက်တော့ဒီ grapefruit လေးပဲချိန်လိုက်အခုကကြတော့အပေစေးနှစ်စုံလေးနဲ့ဆောင်းနာလေးဝင်တာပေါ့နော်ဒီဆောင်းနာဝင်လို့ရှိရင်ကြတော့အပေအရန်ကြိုက်တာကွာဟိုခန္ဓာကိုယ်ထဲမှာရှိတဲ့ချွေးပုတ်တွေအပုတ်တွေအကုန်လုံးကွာချွေးနဲ့အတူပါပြီးတော့ဒီကိုလုံးလန်းဆန်းပေါ့ပါသွားပဲဆောင်းနာဝင်ရအရန်ကြိုက်တာဒီမှာကျတော့စေးနှစ်စုံလေးနဲ့ဆိုတော့လေအနက်လေးကလည်းမှုမွေးလေးနဲ့လေတော်တော်လေးလုတ်ကောင်းနေဆောင်းနာထိုင်လိုက်ပါအောင်ရှင်ကလေခေါင်းလေးပါအုပ်ပြီးထားတာဆိုတော့ကွာခေါင်းထဲကချွေးတွေပါဒီကိုလုံးစုံစုံလေးနဲ့ထွက်သွားတော့လေပို့ပြီးတော့အဆင်ပြေတာမဟုတ်ဘူးခန္ဓာကိုယ်ကြီးပဲအုပ်ထားလို့ရှိရင်ကျတော့ခေါင်းညအုံပြီးတော့ကြံခဲ့တတ်တယ်ကွာအပေးရကြတော့လေကိုခေါင်းလေးပါအုပ်ပြီးထားတော့အဆင်ပြေတယ်spa ဆိုင်လို့တော့မှာဖြစ်ပါတယ်။ချွေမရာရဲ့ body spa process လေးကိုအပဲသဘောကျတာကြတော့လေအရင်ဆုံးတစ်ခုလုံးမှာရှိတဲ့ချွေးပေါက်တွေကိုစောင်းနာထိုင်ပြီးတော့ဖွင့်လိုက်တယ်ပေါ့နော်။ပြီးရင် scrub တိုက်ပေးပါတယ်။ scrub တိုက်တဲ့အချိန်မှာဆိုလို့ရှိရင်လေကိုပုံမှန်လက်မမီတဲ့နေရာတွေကိုလည်းတိတိကျကျလေးကိုတိုက်ပေးတာဖြစ်တဲ့အတွက်ခန္ဓာကိုယ်ကကြီးတွေပြောင်းစင်သွားတယ်လို့ခံစားရတယ်ပေါ့နော်။ scrub တိုက်ပြီးသွားရင်တော့အသားလေးကိုဝင်းကြည်ကြည်ဆွဆွလေးဖြစ်သွားအောင်လို့ body mask တွေအုပ်ပြီးတော့တရေးအိတ်လိုက်ပါတယ်။ body mask အုပ်ထားတာအချိန်ပြည့်သွားရင်နို့လေးတွေပန်းလေးတွေနဲ့စိန်ထားတဲ့ရေချိုးကန်လေးမှာရေချိုးရပါတယ်။ပြီးတော့ဒီ stage လေးကိုအရင်သဘောကျတယ်ဘာလို့လဲဆိုတော့ပုံမှန်ဆိုလို့ရှိရင်နို့နဲ့ရေချိုးဖို့အတွက်ကိုခရီးကထများလို့တိတ်မလုပ်ဖြစ်ဘူးလေရေချောင်းတုပ်ပြီးသွားရင်တော့ lotion လေးကိုအသားထဲစိမ့်ဝင်နေအောင်လို့နှိမ့်နယ်ပြီးတော့ကိုလိမ့်ပေးတာပါရွှေအမရာရဲ့ဆွဲဆောင်မှုတစ်ခုထဲမှာဒီလက်ဖက်သမင်းလည်းပါတယ်နောက်တာလည်းလက်ဖက်သမင်းကျွေးဆိုပြီးတော့တောင်းမှုစားရအရန်ကောင်းနေတာလေဒီရောက်လို့ရှိရင်တော့တောင်းစားလို့ရပါတယ်တဲ့မပြောခဲ့ပြီနော်ကိုကစားလို့တောက်ဖို့ပြီးပြီဆိုတော့ hat spa လုပ်ပါမယ်စီရဲတွေပြင်နေတာဦးရဲ့အစီအလေးတွေဟုတ်တယ်မမပြင်တာဟိုစီရဲကိုပြင်မှာလားဟိုဖေးဟိုက်ကိုပြင်မှာပြင်ဖြစ်ပါတယ်ရင်ဆုံးရေးပြားထဲမှာရှိတဲ့အစီတွေအညစ်ကြေးတွေကို roller ball လေးနဲ့သူကလှိမ့်နေပေါ့နော်အဲ့ဒီ roller ball လေးထဲမှာသူအညစ်ကြေးအကုန်ဝင်ပြီးအရည်လေးကနောက်ကလေးဖြစ်သွားတာroller လေးနဲ့လှိမ့်ပြီးတဲ့အချိန်မှာလေးခေါင်းကြီးကဖူရှင်းလေးနဲ့အရန်နေလို့ကောင်းတယ်ဒီကလှိမ့်နေတဲ့အချိန်မှာလေးဒီအိတ်တောင်အိတ်ချင်တယ်။ခေါင်းကိုင်တာနဲ့အိတ်ချင်နေပြီ။ဒီကကျတော့ဥယျာဉ်ပြောင်းပေါင်းတင်ထားတဲ့သဘောမျိုးပေါ့နော်။ရင်းနှီးလေးနဲ့နွေးလေးဆေးလေးdetox လုပ်ထားတဲ့ roller လေးကကျတော့ဖူရှင်းလေးနဲ့ဒီရင်းနှီးလေးကကျတော့နွေးလေးနဲ့ဆိုခေါင်းထဲမှာအရန်နေလို့ကောင်းတယ်။ဥယျာဉ်ကိုတန့်ရှင်းလုပ်ပေးကြပြီပေါ့နော်။ဒါတော့ facial foam တို့ဘာလို့လိုပုံစံမျိုး pre shampoo pre shampoo pre cleanser ချင်းအစားပြီးတော့အိတ်ပါပြီပုံမှန်အဖေးသွားဖို့တဲ့ spa တချို့မှာဆိုလို့ရှိရင်လေ spa လုပ်ပြီးသွားလို့ရှိရင်ခေါင်းကကိုယ့်ဘာသာကိုလျှော်ရတယ်ကွာဒီရွှေအမရာမှာကျတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဥယျာဉ်ပြားကိုပါတေချာလေးတန့်ရှင်းရေးလုပ်ပေးပြီးတော့မှခေါင်းလျှော်တဲ့ service လေးပါရှိတာဖြစ်တဲ့အတွက်အဖေတော်တော်လေးကိုသဘောကျတယ်နောက်တစ်ခေါက်ထပ်သွားဖြစ်မဲ့ဆိုင်ထဲမှာလည်းပါတယ်ပေါ့နော် body spa မလုပ်ဘဲနဲ့အဖေအခုလုပ်နေတဲ့ head spa service ကြီးပဲတည်တံ့ယူမယ်ဆိုလို့ရှိရင်တော့မှသူကမျက်နှာတွေခေါင်းတွေခန္ဓာကိုယ်အထိပါနှိပ်ပေးတာဖြစ်တဲ့အတွက် relax လုပ်ချင်နေဆိုတဲ့သူတွေအတွက်တော်တော်လေးကိုအဆင်ပြေတဲ့ service လို့အဖေညွှန်းချင်တယ်ပေါ့နော်အခုအဖေလုပ်တဲ့ head spa လေးကအမျိုးသားရောအမျိုးသမီးရောလုပ်လို့ရတာဖြစ်တဲ့အတွက်အခုလာမဲ့ Valentine Days မှာကိုယ့်ရဲ့ကောင်းလေးနဲ့အတူတူ spa day လေးလုပ်ချင်တယ်ဆိုလို့ရှိရင်လည်းအဆင်ပြေရပေါ့နော်ကြားတာနဲ့ relax ဖြစ်နေတာမျိုးဒီမှာတစ်ခေါက်လောက် head spa လာလုပ်ပြီးသွားလို့ရှိရင်လေအကြိမ်ကြိမ်ပြန်လာခြင်းပဲဆိုတာအပဲတကယ်ကိုအာမခံနေကွာတိလားဘာလို့လဲဆိုတော့အပဲကိုယ်တိုင်လည်းနောက်ထပ်တစ်ချိန်ကိုထပ်ပြီးတော့သွားခြင်းနဲ့စိတ်တွေတဖွာဖွာဖြစ်နေလို့ပါခုနကတော့ငါပေါင်းတင်တာကဥယျာဉ်ပြားအတွက်ပေါင်းတင်တာအခုကတော့စပင်လေးအတွက်ပေါင်းတင်တာပါစပင်လေးပေါင်းတင်ထားတော့မှခန္ဓာကိုယ်ကိုနောက်ထပ်တစ်ချိန်ထပ်ပြီးတော့နှိပ်ပေးပါသေးတယ်မျက်လုံးမှာလည်းအပူတွေအောင်းနေမှာဆိုလို့မျက်လုံးကိုလည်းအပူထုတ်ပေးပါသေးတယ်စပင်လေးကိုပုံသွင်းပြီးတော့ head spa လုပ်ထားတဲ့အပဲဥယျာဉ်ပြားအခြေအနေလေးကိုပြန်ပြီးတော့ဆန်းစစ်ကြည့်တဲ့အခါမှာတော့လုံးဝကိုတန့်ရှင်းကြည်တောက်သွားပြီပေါ့နော်ဒီကတော့အပဲ body spa နဲ့လုပ်ဖြစ်တယ် head spa နဲ့လုပ်ဖြစ်သွားတယ်ပေါ့နော် head spa နဲ့အရင်ကောင်းတယ်ပြီးတော့အစီအစဉ်ပြီးတော့ဝက်ချံပူလေးကိုပါဆေးထိုးလို့ရတယ်ဆိုတာနဲ့ဝက်ချံပူလေးကိုပါဆေးထိုးတယ်နော်ဒီကတော့အရင်စိတ်ကျဉ်တတ်တယ်မဟုတ်လဲကျွေးတယ်လှလဲလာပါကြီးစိတ်လဲကန်ပြီးပါဆိုပြန်มาတော့